မြန်မာပြည်တစ်ခွင်စာတင်တိုက်ကြီးတွေတန်ဃာရီစာတင်စာချနေပြီးတကစာပေဗုဒ္ဓဘာသာရဲ့ခန္ဓာကြီးအသွင်အားကောင်းလို့သာအမှန်မေခိုင်ပါစီခြင်းမြန်မာပြည်တစ်ခွင်စာတင်တိုက်ကြီးတွေတန်ဃာရီစာတင်စာချနေပြီးတကစာပေဗုဒ္ဓဘာသာရဲ့ခန္ဓာကြီးအသွင်အားကောင်းလို့သာအပန်းမေခိုင်ပါစေခြင်း